ဒါကကျတော့ဒီမှာဒီနေ့ထိုးပြီးသွားတဲ့ခေါင်းပတ်ပုံစံဒီဇိုင်းအုတ်ထုပ်လေးပေါ့နော်အမှန်အုတ်ထုပ်ပုံစံမျိုးလေးလည်းဖြစ်တယ်ခေါင်းပတ်ပုံစံမျိုးလေးလည်းဖြစ်တယ်ပေါ့နော်တကြမ်းမှာတွေ့ခဲ့ရင်တော့တကြမ်း look လေးရတာပေါ့နော်ဒါကတော့ပေါ်ပါလေးစီးမြဲပုံစံမျိုးလေးပါပဲကန်းချစ်လေးသွားတော့မယ်ဆိုရင်ကိုကခေါင်းပတ်လေးမစီးခေါင်းပတ်လေးနဲ့မသွားကြုံဆိုရင်ဒီလိုမျိုးပုံစံ look လေးရောစောင်းလို့ရတာပေါ့နော်အခုဒါဆိုရင်လည်းဒါခေါင်းမှာသွားမယ်ဒီစားလေးကျတော့ရှေ့ရနှစ်ဖူးစီးလေးပေါ့နော်ဥမာဒါလေးကကြာမယ်ပြီးသွားလို့ရှိရင်ဒီနောက်မှာလာပြီးတော့မှပြန်ပြီးတော့ခြီရဲ့ပုံစံမျိုးလေးပေါ့နော်ဒီလိုမျိုးလေးသွားဆောင်ပြမယ်နော်ဒီလိုမျိုးလေးဒါမျိုးလေးဥမာကောဒီလိုမျိုးလေးကြာကျင်နေဆိုရရသေးတယ်ဒီလိုမျိုးလေးစီးလေးရတယ်ဒါလေးကိုနောက်နည်းနည်းစုပ်ပြီးတော့ပေါ့နော်ဒီလိုမျိုးလေးစီးလေးရတယ်ပေါ့နော်ကိုကနှစ်ဖူးဒီလိုမျိုးအောက်လေးနည်းနည်းချပြီးစီးတာပို့ပြီးလှမယ်ဒီလိုမျိုးလေးတင်ကျမလှရတယ်ပေါ့ဒီလိုမျိုးလေးပဲနောက်မှာဒီလိုမျိုးလေးစီးလိုက်တယ်ပြီးသွားရင်ဒီမှာအဖက်ကလေးရဒီနောက်မှာကြံနေခဲ့တော့ပေါ့နော်ဒီမှာကြံခဲ့တယ်ဒီမှာကျတော့စီးထားတဲ့ဟာလေးဒီလိုမျိုးပေါ့နော်ဒီလိုခေါင်းစီးပုံစံမျိုးလေးပါပဲသူကကျတော့ဒီလိုမျိုးလေးသွားတာပေါ့နော်အဲ့လိုမျိုးလေးပါဒီခေါင်းပတ်လေးရဒီဇိုင်းတစ်မျိုးလေးနဲ့သွားတာပေါ့နော်ဥမာကိုကဒီလိုမျိုးလေးမဟုတ်ခင်နဲ့ဒီလိုရှင်းငယ်ငယ်လေးပေါ့နော်ဒီလိုမျိုးလေးဆိုလည်းရတယ်ဒီလိုမျိုးလေးဒါလေးကကျတော့ကိုယ့်ရဲ့ style လေးပေါ့နော်အဲ့လိုမျိုးလေးပါကျွန်မရဲ့ခေါင်းပတ်လေးကဒီလိုမျိုးလေးပါဒါလေးက instruct ရှိသွားတာဖြစ်ပါတယ်ရှင်ဒါလေးကမင်းတို့လိုက်ထိုးကြည့်တာပေါ့နော် YouTube မှာတွေ့လို့လိုက်ထိုးကြည့်တာပါဒါလေးက3000ခွဲဖြစ်ပါတယ်ဒါမှလို့လေးရပါတယ်ရှင်ဒီလိုမျိုးလေးပါဒါမြန်မာကြီး pipeline နဲ့ထိုးထားတာပေါ့နော်ဒီထက် weight ပေါ်ချင်သေးတယ်ဒီလိုမျိုးပေါ်လို့နည်းနည်းပျော့လေးလိုချင်သေးတယ်ဆိုရင်လည်း2 ply side တို့ဘာလို့လဲထိုးလို့ရပါတယ်ရှင်ဒါမျိုးလေးပါ